နားလည်မှုလွဲမှာဆိုလို့လေကော်ဖီကောင်းတယ်ဆိုတာသူကကြားမထဲမှာရမှာ black coffee ကိုပြောတာပေါ့နော်ဟိုပြားရည်နဲ့တောက်ရင်တောက်မဟုတ်လေနော်တို့ကြလဲစက်ရုံတွေပစ္စည်းတွေကတိတ်ကောင်းတာမဟုတ်ဘူးဒါတွေက process တွေဖြစ်နေတော့ကောင်းကောင်း coffee နဲ့ပြားရည်လေးပဲတောက်တာတော့ပိုကြိုက်တာပေါ့နော်ဒါမှ black ပဲတောက်တာပိုကြိုက်ပါတယ်ကျွန်တော်ကျတော့ coffee ကော့ချက်ညနေကျဘီယာအဲ့တော့စားပြန်နှွေးတာပေါ့ကွာ coffee အသေးကောင်းတယ်နော်တော့အသေးကင်ဆာကိုတော့ကာကွယ်နိုင်တယ်တော့နော်ရော့ချစေတယ်ပေါ့နော် study တွေထွက်လာတာအများကြီးပါကျွန်တော်တို့ကလည်းစနေကအသေးဝက်တယ်အမေရိကတို့ ASA တို့အပဆယ်တို့ဒီဇယ်တို့မှာပြောနေကြားလာပြီကိုကြိတ်စုံနေ coffee ကအသေးကောင်းတယ်ဆိုပြီးချတယ်အဲ့ဒီကတော့လောကရဲ့စနေလောက်ကြီးစနေတွေတော့ US အမေရိကမှာကျတော့ decaf ဆိုတာရှိတယ် decaffeinated လို့ခေါ်တာ caffeine ကိုဖယ်ထားတာဆက်ခွက်တော့ခွက်သေးတွေပါဟောအများကြီးတော့ဝယ်ခွက်ဆိုမှပုံမှန်ခွက်နေဆို9ခွက်ကြုံပါစော်ကြည့်ဟုတ်တယ်ချင်းမတုံးဘူးဟောအဲ့လိုမျိုးဒီမှာဒီနီးပညာရဖို့မလွယ်သေးဘူးကျွတ် coffee မတည့်ဘူးလေရင်တုံးတာ caffeine နဲ့မတည့်တာပေါ့နော်အဲ့တော့ caffeine ဖယ်ထားလိုက်လေရတယ် caffeine ဖယ်ထားရင်သူကအန်တီအောက်ဆီဒန့်အရှင်ရှိတော့အသေးကောင်းတယ်သူက decaf လည်းအသေးကောင်းတယ်နော်ဒါပွဲမှာအများကြီးပြောတာပါကျွန်တော်က coffee promotion လုပ်တာမို့မြန်မာပြည်ကလူတွေ coffee တောက်အောင်မယ်ဆိုတော့မသိကြအဲ့တော့ coffee ဒီနောက်ထပ်မလူတွေမသိတဲ့ချက်တွေကသူက enzyme မှာကာကွယ်တယ်နော်ပြီးရင်အသေးလည်းကောင်းတယ် weight ကျတဲ့နေရာမှာကူညီပေးတယ်နော်အဲ့ဒါကိုအများကြီး metabolic rate ကိုကောင်းတယ်စီးကြိုတိကျကြတယ်စီးကြိုသမားတွေက coffee black ပဲစော်စမ်းမှာနော်အနှလုံးခံရှိရဆိုရင်တော့ခုန decaf ကိုတောက်လို့ရတယ် decaf ကယူရီးယားမှာလည်းရှိတယ် decaffeinated ပေါ့ဒါ NAS ကထုတ်တာတော့ရှိတယ်ဟို coffee မတည့်တဲ့သူရော decaf တောက်ပေါ့နော်ဒါအဆင်ပြေတယ် caffeine မတည့်တဲ့သူကတော့နော်နောက်ကကစားသမားတွေကဲ performance ကောင်းနေတယ်ဆို coffee နဲ့ချဘာစေးမှမလုပ်နော်အဲ့တော့နောက်က muscle building လုပ်တဲ့နေရာနောက်တစ်ခါကျတော့ testosterone ကိုသူကတဝဲသောနည်းအဖြစ်ကောင်းတက်စီတယ်အဲ့ဒါကိုပြောတာ testosterone ယောက်ျားလည်းလိုမိန်းမလည်းလိုတယ်နောက်တော့ဘီယာသမားစက်ကီသမားပိုးတောင်းလို့သေးတယ်ဘီယာကပိုကြတယ် testosterone ကြတယ်သိတာပေါ့ကွာကြတော့အရက်ကိုမနက်ကိုကျဲဦး coffee ပြောနေတာငါပြောတာမဟုတ်တောက် coffee တောက်လို့မရဘူးအဲ့လိုပြောတာလေနော်ကျွန်တော်ဘာသာလေးပို့ထားလို့ပါစင်ကာလေးရှိနေတော့ဒါပေမဲ့တကယ်ကြတော့လေcoffee ရောမဟုတ်ပါဘူးဘီယာထက်ဆိုင်တကယ်မန်လီဖြစ်တာ whisky ကိုနည်းနည်းလေးကစ်တာကောင်းတယ်ဘီယာကကျွန်တော်တက်ရွယ်တွေပြောတာနော်40ကျော်50ကျော်တွေကတိတ်စင်တော့မပြီးယူရင်းအဆစ်တက်တယ်လေနော်ကာဗွန်တွေလည်းတက်တယ်အညစာဘီယာတောက်ရင်တမင်းမစားနိုင်တော့ဘူးစားလို့မရအောင်ကာဗွန်တွေကတခုစားရင်တခုဖြတ်ရတယ်ကျွန်တော်ကဒီဘီယာပြန်တော့မယ်ဒီတစ်လပြန်တော့မယ်ဘာရင်းနဲ့နားရင်နားမှာပေါ့နော်တောက်တယ်ဆိုရင်ကျွန်တော်လုံးဝဝက်သားမစားဘူးငကိုတွေကကျွန်တော်ချိန်နေအောင်စားမဲသားတော့မစားဒါပေမဲ့ဝက်သားကတက်တယ်အရက်တောက်ရင်ဘီယာတောက်ရင်ဝက်သားမစားဘူးတခုလိုညတခုတော့ဆွန့်လို့ရတာပေါ့စက်သားပဲဆိုတာပေါ့နော်